没有了，技术很快嘞。我那是有需要半年所的木头里困难比较放大的那不孬，人家这里的都弄的吧嘞。你妈过来是等你来了，就多买点，所以这 marketing and sales management best 都有等你来就吧嘞，是哈。好嘅明啦吧，好，出嚟有吧先，出嚟講啲တရားရှင်လမ်းမှာပေါ့နော်，明蘭大မြို့တရားရှင်လမ်းမှာ PNA Fashion Body ဆိုတဲ့နာမည်နဲ့ဒီ local brand လေး showroom ဖွင့်ထားပါတယ်ရှင်ဟုတ်ကဲ့အခုလက်ရှိတက်ရောက်နေရတော့အမက diploma in strategic marketing and sales management class လေးတက်ရောက်နေတာဖြစ်ပါတယ်အမနာမည်ကတော့မတင်နေတော့ဖြစ်ပါတယ်အခုလက်ရှိလုပ်ကိုင်နေရတော့ Chinese Technology College International မှာဒါ academic department မှာပေါ့နော် program manager အနေနဲ့လုပ်ကိုင်နေတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ရမ်းမင်းသူပါခင်ဗျကျွန်တော်လက်ရှိ KMA Group of Company မှာလုပ်ပါတယ် electrical engineer ပါခင်ဗျဒီပွဲလောက်တော့ကောင်းပါတယ်ခင်ဗျကျွန်တော်တို့ရားဒီလို gathering လုပ်လိုက်တော့ကျွန်တော်တို့တက်နေတဲ့ဒီတင်နန်းသားကြီးလည်းonline မှာပဲမဟုတ်ပဲအပြင်မှာလည်းစုံရတဲ့အခါကျတော့ပေါ့နော်အမြင်ချင်းဖလှယ်လို့ရတယ်စကားလည်းပြောရနေပေါ့နော်အဲ့လိုမျိုးအတွေ့ဥဒရာလည်းရမယ်တွေ့ဆုံရတဲ့အတွက်တကယ်ချင်းမိတ်ဆွေပေါင်းတွေလည်းပေါ်လာမယ်အဲ့လိုတော့စမ်းပါဒီလိုပွဲလေးလုပ်ပြရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပေါ့နော်ညီမတို့ online အနေနဲ့တင်လာဖြစ်တဲ့အတွက်ဒီဆရာတို့နဲ့ဆိုလည်းအပြင်မှာတွေ့ပြီးတော့စကားတွေပြောချင်တာပေါ့နော်အရန်လည်းတင်တဲ့ခါမှာသဘောကျတဲ့အတွက်ကြောင့်တွေ့ချင်လို့ဒါတကယ်ချင်းနဲ့လည်းတွေ့ချင်တဲ့ဟာလေးတွေမြန်သူတို့စီကနေပြီးတော့ခွဲလန်းလေးတွေရှိမလဲအဲ့လိုမျိုးပေါ့နော်အတွေ့အကြုံလေးလည်းရချင်လို့လာတက်ပေးတာပါအခုလက်ရှိကအမကဆရာနဲ့တွေ့ကြလို့ပေါ့နော်ဆရာကြီးတန်နဲ့ကိုဆရာနဲ့အရင်တွေ့ကြလို့ဒီပွဲကိုမအားတဲ့ဈာတွေကနေပြီးတော့ကြတော့အချိန်လေးပြီးတော့လာခဲ့တာဖြစ်ပါတယ်ရှင်တီးအနေနဲ့လည်းဒီ student အနေနဲ့တွေ့ဆုံနိုင်အောင်ပေါ့နော်စီစဉ်ပေးတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်ရှင်ဒီပွဲလေးကိုလာရောက်တက်ရောက်ခြင်းကတော့ပေါ့နော်အတန်းမှာတက်နေတဲ့ mix တငယ်ချင်း classmate တွေနဲ့ပေါ့နော်အပြင်မှာလည်းတွေ့ရအောင်ရည်ရွယ်ချက်နဲ့လည်းလာခြင်းဖြစ်တယ်နောက်တစ်ခုကကျတော့ဒီလိုပွဲမျိုးကိုလာခြင်းအပြင်ကိုယ့်ရဲ့ network လေးကိုလည်းပို့ပြီးတော့ strong ဖြစ်အောင်လုပ်နိုင်မယ်ပေါ့နော်ဒီလိုမျိုးပွဲမျိုးကိုကျင်းပပေးတဲ့အတွက်လည်းiDragon လည်းကျေးဇူးတင်ပါတယ်ဟုတ်ပြပါတယ်ရှင်အဓိကကဒီဆရာရဲ့ရန်ကိုပေါ့နော်အရန်ကိုများပြနေတဲ့ experience တွေကိုကိုကတွေ့ရှိရတယ်ဆရာရဲ့သင်ကြားမှုတွေကိုonline ကသင်ရတယ်ဆိုပေမဲ့ပေါ့နော်တကယ်အပြင်မှာon campus သင်ရတယ်လို့မျိုးထိရောက်မှုရှိတဲ့အတွက်ဆင်ပြေပါတယ်ရှင်ကျေနပ်ပါတယ်ရှင်ဟုတ်ကဲ့iDragon ကိုတက်ရောက်လာတာအဆင်ပြေပါတယ်ပထမဦးဆုံးဒီတက်တဲ့အတန်းမှာလည်းပေါ့နော် Zone Class ကိုကျွန်တော်တို့စ join ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာလည်းက Zone Class join နေပြီမဲ့လေအတန်းတက်တဲ့အခါမှာဒီကိုယ်တိုင်ပေါ့နော်face to face တက်နေတယ်လို့ပဲဆရာနဲ့ကျောင်းသားနဲ့ထိတွေ့မှုကအရန်ကို close ဖြစ်တယ်ပေါ့နော်သင်ကြားတဲ့အခါမှာလည်းဆရာတွေကကျောင်းသားတွေကိုတကယ် face to face သင်နေတယ်လို့မျိုးပဲတကယ်ပေါ့နော် view site ပြီးသင်ကြားနိုင်တဲ့အပြင်အတန်းကိုဒီစောင့်ကြည့်ပြီးတဲ့ assistant တွေကလည်းတချို့ပေါ့နော်အတန်းတက်တဲ့အခါပဲဖြစ်ဖြစ်လိုအပ်တဲ့အချက်လက်တွေကိုပဲဖြစ်ဖြစ်အလွယ်တကူရှင်းလင်းပြီးတော့မေးတဲ့အခါမှာဆိုလည်းအချိန်နဲ့တပြေးညီရှင်းလင်းပြောပြပေးနိုင်တယ်ပေါ့နော်အကုန်လုံးမနှစ်သက်မှာလောက်ကိုင်းနေစီပါသေးစိတ်ချမ်းသာကြည်ပူချမ်းသာကြည်နဲ့ပြည့်စုံပါသေးလို့ဆုမကောင်းတော့ညပါလေရှင်နှစ်သက်မှာအားလုံးစီဝါလလပါကြိုးများပါစေပျော်ရွှင်ချမ်းမြေ့ကြပါစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ဒီ iDragon မိသားစုတွေအပြင်ကျမတို့ဒီ iDragon မှာတက်နေတဲ့ကျောင်းသားကျောင်းသူတွေအားလုံးဟောဒီကောင်းသောနှစ်သစ်လေးဖြစ်ပါစေပေါ့နော်ဒါမဲ့နှစ်တွေမှာလည်းလူဝင်ဆန္ဒတွေပြည့်ဝပြီးတော့အကောင်းဆုံးရွေးချယ်မှုတွေနဲ့ဆုံးဖြတ်ချက်တွေကိုဖန်နိုင်ဆုံးဖြတ်နိုင်ပါစေရွေးချယ်နိုင်ပါစေလို့လည်းဆုတောင်းပါတယ်